အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ YV admission ပါဒီနေ့မှာတော့ကျွန်တော် FIFA Mobile နဲ့မှာကျွန်တော်ရဲ့ဒီ3လုံးအတင်းနဲ့ပေါ့နော်ကျွန်တော်တခြားအတင်းတွေကိုအနိုင်ကျင့်ပြီးတော့ကျွန်တော်တို့ဒါဘောလုံးကန်အောင်မှာဖြစ်ပါတယ်။တော့မှာတော့ကျွန်တော်အတင်းမှာကျွန်တော်တိကျကစားသမားကြီးတွေပါတယ်ပေါ့နော်။ဒီမှာဒီကောင်ကျွန်တော်ပြင်ရထားရင်ကောင်ဒီနေ့ကောင်းနေတော့အိမ်ထားတော့ပါတော့ကိုသမားတိတ်ကျဲကြီးလည်းပါပါအဲဒီကောင်ကတော့ဒိုင်းတိမဲ့ပုံလည်းပေါ်ပါဘူးဟုတ်ပြီဟိုဒါဒီ play ရဲ့ကိုမြင်လိုက်မယ်ဒီကောင်ပေါ့ဒါလေးကိုနှိပ်ဟိုဒီမှာပေါ့နော်အခုဟိုဒါစပါပြီ okay let's go ဟိုဒါကျွန်တော်ကတော့ဒီဝင်းအောင်တို့အခုရှိရဲ့အင်နာစာအတင်းကိုကျွန်တော်ဒါရွေးထားပါတော့မှာကျွန်တော်အင်နာစာပေါ့နော် YPM လို့အင်နာစာဟုတ်ပြီသူဒါနှစ်ဖက်အတင်းငေါဆောင်နေပေါ့နော်ကျွန်တော်ဘက်ကဒီကောင်အတင်းငေါဆောင်ဟိုနေဘက်ကအိုက်ကောင်ပေါ့နော် Okay let's go တို့ဒီကောင်တွေကိုကျွန်တော် bro ဖြုတ်သွားမယ်ဆိုတော့ bro စောင့်ကြည့်ရတော့ကျွန်တော်လက်တွေလောက်ပြမှာကျွန်တော် bro စောင့်ကြည့်လိုက်တော့ bro ကျွန်တော် 1B game လေးစော့ပြခြင်းလေး 1B game ကကျွန်တော်အခုစော့ဖို့ဟာ Wi-Fi line နေရာတိတ်အဆင်မပြေလို့ကျွန်တော် 1B game ကိုမစော့ပြသေးရပါတကယ်လို့ Wi-Fi နေအဆင်ပြေလို့ရှိရင်ကျွန်တော် 1B game ကိုကောင်းကောင်းစော့ပြပါမယ်ဟိုဒီမှာပေါ့နော်နှုတ်ဘက်ကတော့ share ပဲဟိုဘက်ကအဘိလီဟန်ညီမှာဘိလီဟန်ညီရောပါဟိုဘက်ကဒီအဲ့ဘက်တင်ကိုဘလို့ကျွန်တော် share ဖြုတ်ပြီးလို့ဟုတ်ပြီဟိုဒါလူနာမည်ကြီးခေါ်ပြီးတော့ဟွာဒီကိုပေးတယ်ဟိုအဲ့ကောင်ကန်ရတာကိုရရောကျွန်တော်မပြောနေတော့ပါဘူးဟိုဒါအတန်ကြီးကကျွန်တော်အတန်ဘလို့လဲနားထောင်ကြည့်မှလည်းမဟုတ်ကျွန်တော်လည်းစကားတွေတိတ်အများကြီးမပြောနိုင်အဲ့ဒါကြောင့်ပါတို့ဒါအကွက်တွေပြလို့ရပြီပေါ့နော်ကျွန်တော်ဒါအကွက်တွေမပြတယ်လို့ပြတယ်ပြရတယ်ဟိုဒါမပြတယ်လို့မပြတယ်ကျွန်တော်ပြပလိုက်ချင်တာဘလို့ကွက်တွေအောင်10နှစ်ရောက်မယ်ခိုးဖို့10နှစ်စူးစမ်းရောက်ညီလေး10နှစ်ညီလေးကို10နှစ်ကျွန်ဒါဒီ game လေးကိုဘလို့အပြင်းအောင်ဆော့ပြတာပါကျွန်တော်ဆွဲလာပြီကန်ပြီကိုပေါက်ကြီးလွဲသွားတယ်ခင်ဗျာတက်ကန်အောင်ကိုပေါက်ကလွဲတာနော်ကျောင်းမှာလေအဲ့တိုင်းပဲဘလို့နော်ကျောင်းမှာဘောလုံးကန်လို့ရှိရင်ကိုပေါက်စီကိုတော့ခြေောက်ကဘောလုံးကိုတက်ကန်လိုက်တာပဲဒါပေမဲ့ဘောလုံးကရောက်သွားတာကိုရဲ့တစ်ဖက်ကိုရောက်အဲ့လိုကြီးကျတော့ဆင်းရမပြေးမနေဘူးရကျွန်တော်ကကျောင်းမှာဘောလုံးကန်လို့ရှိရင်အဝေးကစ်တွေပဲကန်တာဘယ်တော့လိုမျိုးဟိုဒါလေးကျဲရမဟုတ်ဘူးတကယ်ပြောတာတို့အဲ့လိုမျိုးခဏကန်လုံးလို့တကယ်ချင်းညာလူမပေးဘူးဆိုဖြစ်ရပြန်ရောကျွန်တော်ကဝေးကစ်တွေပဲကန်တာဘောလုံးကဘလို့ထိနေကိုမရတာဟိုဘက်ကပါရင်လို့ပါသွားတာအဲ့ဘောလုံးကဘလို့ဒါမျိုးအဲ့လိုမျိုးလေအစမပြေပြန်ဘူးလိုက်လူရတာရောလူပြီးပြေးရတော့တော်တော်ခက်နေတာကျုံဘူးလူပထမပိုင်းပြီးတော့မယ်နောက်2မိနစ်အချိန်ပိုပဲရတယ်ပြီးသွားပြီပထမပိုင်းဟုတ်ပြီမှာဒုတိယပိုင်းစပြီပေါ့နော်ဒုတိယပိုင်းမှာကျွန်တော်ဘလို့ကိုယ်ရသွင်းပြသွားမလဲဆိုတော့ဘလို့စောင့်ကြည့်လိုက်တော့ဗျာဟုတ်ပြီဒါနောက်ပေါက်လေးနဲ့ပြီးရင်ပေးမှာပေါ့နော်ကျွန်တော်ကျွန်တော်ဒါဒီကောင်တွေကိုဘောလုံးဘလို့မှမရအောင်ကျွန်တော်ကလိုက်ပြီးတော့လောက်ရမှာဒီကောင်တွေခြေတဲ့ဘောလုံးရောက်သွားပြီဆိုတော့ကျွန်တော်တို့မှမဖြစ်သွားလိုက်လေကွာတို့ free kick လေးရကောင်းပါ free kick လေးရလို့ရှင်ဟိုဒါမျိုးလေးမြင်းလေးဆွဲလိုက်အောင်မယ်
ဒါမျိုးဟိုဟာကြီးလုံနေကြမလို့ free kill လေးမြင်းလေးဆွဲပြီးကြရုံပဲဘရိုစင်မပြေတော့ဘူးဟုတ်ပြီရပြီဘရိုဆယ်နှစ်ဟာညီလေးကိုဘယ်ပေးရလဲဘယ်ကိုပေးရလဲညီလေးတို့ကဘရိုအဲ့ကောင်စီလိုက်လေဒါပဲဘရိုရတော့ကိုပြီဟောရေးလာမင်းညမောက်လေအဲ့ကောင်ရုပ်မြင်ကလေးကမြင်ကဲ့နေရဘူးကျွန်တော်ကအဲ့ကောင်ရုပ်မြင်ကလေးကမြင်ကဲ့နေတာကျွန်တော်ကစားတော့ရှယ်ရီကိုလေးကျဲထားတာအခုတော့ကျွန်တော်ရှုံးမိလားမသိဘူးဒါမဲ့လေဆွဲမရှော့နဲ့ကြိုးစားကျိုးတော့စားလို့မရပါဘူးကိုပေါက်ကြီးလွဲတယ်ညီလေးကိုပေါက်ရွှေ့မယ်။ညဝသမားကိုပေါက်လေးရွှေ့ပေးလိုက်ပါဦးကွာ။ကျွန်တော်ဘက်ကကောင်တွေကအားနေနေပြီလို့အစိမ်းရောင်တွေကိုဝါရောင်ဖြစ်နေကျွန်တော်ဘက်ကကောင်တွေကအများကြီးပဲ။အောင်ကြောင်းပြတယ်ဟုတ်တယ်ဟုတ်တယ်ဒိုင်လူကြီး free kill လား free kill လားပင်လေဒီတို့အောင်ဖွက်ရောမှာလဲကောင်တက်တဲ့ဟာဘရိုပင်လေဒီလေးတော့ဝုန်းမတက်မကန်နိုင်ဘူးဘရိုဝိုင်းပြန်ဘရိုအဲ့လောက်ဆိုဘလုံးကန်လို့ရိုက်ဘရိုရိုက်ကျွန်တော်ရှုံးသွားရိုက်ဘရိုကျွန်တော်ရှုံးသွားဝမ်းစီးနေဗျာဘရိုဖြစ်သလားဝမ်းစီးနေဗျာဘရိုဒါကျွန်တော်နောက်တော့ဝတ်တက်စားတာဖြစ်ပါတယ်ကျွန်တော်မကျင်နဲ့လို့ခုနအသိတော့မဟုတ်နောက်တဲ့အသိတော့နိုင်မှဒီပွဲကိုရှက်မှာပေါ့နော်တို့ဒီခေါက်တော့နိုင်ပြီကျွန်တော်ဘက်က132က2ခါရယ်109က1ခါရယ်ဟိုဘက်က100ကျော်လေးကြီးပဲ130ကိုမဟုတ်ကြဘူး130ကိုမကျော်ဘူးပေါ့ဗျမန်စီးဒီကိုဘလို့အဲနာစားကဘလို့ဖြုတ်သွားမလဲဆိုတော့ဘလို့စောင့်ကြည့်လိုက်တော့မန်စီးဒီကိုအိမ်နာစားဘလို့ဖြုတ်လဲဆိုတော့ဘလို့ဒါလေးပဲပြလိုက်ဘလို့ဒီခေါက်တော့ကျွန်တော်နိုင်ပြီဒီခေါက်ဘလို့ကျွန်တော်တေချာပေါက်နိုင်ပြီမနိုင်ကျွန်တော်အာမပေးနဲ့ဒီဘွဲမနိုင်ကျွန်တော်အာမပေးနဲ့ဒီဘွဲနိုင်အောင်ကန်ပြမလို့တို့စားလာကြရဝမ်းစီယေရောက်ရေးတော့ဘိုးတိုင်းနဲ့တိုက်ပြီးတော့ရောက်ရေးဂိုးလာဆိုလည်းမကိုဘူးရောက်ရေးပြန်ပေးအကောင်ရော့လူဆွဲရော့တကိုးဟိုးရှေးနော်ဒီဂိမ်းလေးကအပြင်းပြေလေးအနေနဲ့စောလို့ရတယ်ပေါ့နော်ဟိုဒီဂိမ်းကိုစောရလူတွေက500 million လောက်ရှိရတို့ခုနကောင်မထဆွဲလာပြီကိတဲ့ဟာခုသမားကောင်းတာဘယ်လိုလဲတောင်းကန်ဘောကျွင်းခေါင်းတိုက်တာဖြင်းတာတို့ကမှတက်ကိတဲ့ဟာကိုသမားကောင်းတာတို့အဲ့ဒါကိုသမားကောင်းတာပဲတို့အဲ့ဒါကိုသမားတကယ်ကောင်းတာတို့တို့ဒီကောင်အဝေးကိပေါ့နော်ကျွန်တော်မနောက်တော့လို့ကိမှာပေါ့နော်နီကေဘောကန်ချန်နဲ့ကိမှာရှော့ဟာဘရိုကတိလေးလွဲသွားတာဗျာနီကေဘောကန်ချန်နဲ့ကိမှာပါဆိုမှလည်းဘရိုရာကတိလေးပဲလွဲသွားဘရိုကျွန်တော်စခဲ့ရပြောထားတဲ့အတိုင်းပဲဒီကောင်နေသင်းကိုနိုင်ကျွန်တော်အားပေးဒီကောင်နေသင်းကိုကျွန်တော်ထက်ရှုံးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဘရိုအားမပေးနဲ့ဒါလေးချေရမုန်းတော့တကယ်ပြောရနော်ရောအမ
ဒီဟိုကောင်ကြီးကအချိန်မှာအရှိကခဲနေတာကွာရှေ့ကဝင်ပိတ်နေရှော့ဟိုမှာကိုသမားကောင်းလိုက်လားကိုသမားအဲ့လောက်ကောင်းမှမထင်ထားမိဘူးဝမ်းစီးနဲ့ကျွန်တော်ပထမပိုင်းပြီးသွားပြီပေါ့နော်တော့ဒုတိယပိုင်းမှာဘလို့လာအောင်မလဲဆိုတာတော့ဘလို့စောင့်ကြည့်လိုက်တော့ဗျာဟုတ်ပြီဟိုဒီကောင်နေရလေတူတူပဲဒီကောင်နေချီတဲ့ဟိုဘောလုံးရောက်လို့မပြေဘူးဒါမျိုးyeah bro 2-0 bro yeah bro ဒါမျိုးလေးလိန်နေခောက်တယ်ဟာလာလိုက်တဲ့ကိုဗျာလာလိုက်တဲ့ကိုကဲမိုက်တာတော့ဘက်ကကိုကြီးအကောင်နေအများကြီးပဲပါတယ်ရိုနီပါပါတယ်အဲ့ဘက်ကရိုနီသိရမလားဘရိုမန်ယူကစားသမားဟောင်းရိုနီလေတို့ဒီဘောလုံးဝါသနာပါတဲ့လူတွေပဲဒီဘောလုံးကစားသမားရဲ့နာမည်ပဲသိရပါတော့ဒါမျိုးဝါသနာမပါတဲ့လူတွေလည်းသိရင်သိလောက်မှာပါလူမကြုံတော့လူမကြုံမို့တိုင်းလူမကြုံတော့ရောမှာဟာမဟုတ်တော့မဟုတ်သေးဘူးဘုံကောင်ရဲ့ရှေ့ကနေဝင်ကာသွားတာဟေးမိုက်လာကြီးလားဒါမျိုးဖြစ်တယ်လားဘယ်လိုကိုသမားရလောက်ကြီးကောင်းနေရောမဟုတ်တော့ဘူးဗျာဒါမျိုးအตาအရာလေးကြော်ဖြတ်ဒါမျိုးအလင်းခောက်စကိန်းလေးနည်းနည်းပွားပြပြီးခိုးရှူလိုက်ဘိုးကျွန်တော်ဟာပဲပြောတော့မယ်အဲ့လောက်ကြီးရတော့မဟုတ်တော့ဘူးဗျာဘယ်လိုရဒါမျိုးကိုသမားဖန်လူကျွန်းလာလားဘာတော့ဟုတ်တယ်လူကျွန်းလာတို့ရဟိုကောင်းနေဘက်ကနော်ကျွန်တော်ဘက်ကမဟုတ်ကျွန်တော်ဒါဒီနားလေးကနေဒီကောင်ကိုပေးမယ်ခေါင်းနေမှာရှိကိုဆွဲဘယ်စီမဟာဘယ်စီမချိန်ကြိုက်လောက်ကြအောင်ပေါ့ကြီးနာဘယ်စီမချိန်ကြိုက်နေဘရို90မိနစ်ချိန်ကို10မိနစ်ပဲရရွယ်ဘရိုဘယ်စီမyes ဘရိုကျွန်တော်ပြောတယ်မလားကျွန်တော်ဒီအသင်းကိုလုံးဝတိုင်းအောင်ပြုတ်ပြမယ်လို့ဘရိုကျွန်တော်ပြောပါတယ်ဘရိုကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတယ်လို့ရှိရင် like and subscribe လေးလုပ်ပေးသွားကြဖို့လည်းမမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲ bye